မှာအပေါ်တွေတူတာကောင်းတာလားအောက်တွေတူတာကောင်းတာပြန်စဉ်းစားရင်အောက်တွေတူမယ်ဆို0ဖြစ်သွားတာဟုတ်စပင်တွေကောင်းတာအောက်တူနေခဲ့ရင်0ပဲရှိတာဟုတ်အဲ့ဒါကျင်းနေတာပါစပင်ကအပေါ်စပင်တူတာကအမှန်ဖြစ်ပြီးတော့အောက်တွေတူအောင်လုပ်တာက0ဖြစ်နေတာဖြစ်ပါတယ်0ဖြစ်တာမကောင်းပြောတာမဟုတ်နော် stress ညက်တာ0ဖြစ်လို့မမေ့ရအောက်တွေကမတူလေ stress နဲ့ပိုတူလေဖြစ်ပါတယ်အောက်တွေမတူမှ stress ဖြစ်မှာဖြစ်ပြီးတော့အောက်တွေတူနေ0ဖြစ်တော့မှဖြစ်တယ်ဒါပေမဲ့စပင်ညက်ရင်အပေါ်စပင်တွေမတူရင်တော့ပုံသွင်းတဲ့အခါမှာဝေးတွေပန်းတွေထွက်လာတဲ့အခါမှာမတူပန်းတွေတနေရာတနေရာချတာမတူရင်တော့မှားပါတယ်အဲ့တော့ကိုဆရာတို့အပေါ်ဆုံး guideline ကိုအမြဲယူတယ်တစ်ချောင်းနဲ့ယူပြီးတော့စီပိုင်းကိုမြင့်မြင့်မြိုက်နှိတ်ချင်နှိတ်အကုန်တိုင်းဖြစ်ပါတယ်အဲ့ချိန်မှာနောက်လေးတစ်ခုနဲ့သိတာတယ်မှာ C က B က90ဖြစ်တာလေ C က135တိုင်းငယ် B ရဲ့ပေါ်ကြောင်းနဲ့တိုင်းခံရတာဖြစ်တော့ C ရဲ့ပေါ်ကြောင်းအကုန်လုံးက B ရဲ့ပေါ်ကြောင်းနေနဲ့အကုန်တူနေတာဖြစ်ပါတယ်ပြီးရင် B က90ညှက်ထားတယ် C က60ညှက်မယ်လို့ဆုံးဖြတ်ပြီးတော့အဲ့အပေါ်ဆုံးကြောင်းနဲ့တိုင်းကြည့်အောင်ဒီဂရီတာမတူနေတာအဲ့အပေါ်ကြောတွေအကုန်တူနေတာသပင်ရဲ့သဘောတရားလို့တိုင်းကြောင်းမှန်ကန်စွာရွေးချက်တက်ရင်သူကတိုင်းကြောင်းကကိုထုတ်ရမယ့်နေရာအချောင်းမှန်ခဲ့ရင်သူကအဲ့နေရာအကုန်တူနေတာပြီးရင်သပင်ရဲ့ theory ကသူကအပေါ်ပိုင်းတူတာအမှန်လို့ပြောတာအပေါ်ပိုင်းလည်းအကုန်တူနေတာအဲ့သဘောရှိတယ်ပြီးတော့180ညှက်မယ်ဆရာရတယ် B က90ရှိတယ် C ကို180ညှက်မယ်ဆိုရင်တိုင်းကြည့်အောင်တူတယ်180နဲ့135ပေါ်လေကုန်တူနေအောင်တွေ့ရလိမ့်မယ်အဲ့ဒါကသပင်ပညာရဲ့အလှည့်ပြောင်းတိုင်းကြောင်းတစ်ချောင်းနဲ့ထုတ်တဲ့အာသာချက်တိုင်းကြောင်းတာတစ်ချောင်းနဲ့မထုတ်ပဲတလွှာထုတ်ခယူပြီးတော့ C ကိုတိုင်းခဲ့ရင်တော့အဲ့ဒီအာသာချက်ကိုမြင်ရမှာမဟုတ်လို့အလှည့်ပြောင်းနေလဲဖန်တီးလို့ရမှာမဟုတ်တော့တစ်ချိန်ချိန်မှာပုံကုန်သွားနိုင်တယ်ကိုသိထားတဲ့သပင်ညက်ချင်းပညာကုန်သွားနိုင်တယ်သူကရွေးချယ်စရာမရှိနောက်က90ဆိုရင်ရှေ့က90ပဲညှက်လေးရှိတဲ့သူတွေကဒီနေရာကိုပြင်သင့်တယ်ပြင်သင့်တယ်ဆိုတာကမားနေတယ်လို့ပြောနေတာထက်တိုးတက်ချင်တယ်ဆိုတော့ထက်လေးလာတဲ့တယ်လို့ပြောချင်တယ်တိုင်းကြောင်တစ်ချောင်းနဲ့ထုတ်ယူတဲ့ဟာကအဲ့နေရာမှာအသက်ကြီးရှိတယ်ဒီတွေကိုချိန်သွားလို့ရတယ်ဒါပေမဲ့ပညာရဲ့တစ်ခုမှာအများအားအကန့်အသတ်ထိန်းကိုဆိုအများအားရှိတယ်သူကစီးစနစ်နဲ့သတ်မှတ်ထားတယ်အဲ့ဒါမို့သူပညာရဲ့အဖြစ်သူကအများအားမှန်ကန်စွာရက်ထီတာဘယ်တော့မှသူမေးခွန်းပြန်ထုံးလို့မရဘူးသူကအမြဲမှန်နေတတ်တယ်သူရဲ့သင်ရိုးရဘီမာမြည်တဲ့ဒီကညှက်တာစင်ကပြောင်းညှက်လို့ရတယ်တူညှက်လည်းရတယ်ငယ်လည်းရတယ်ကြီးလည်းရတယ်လို့ရွတ်ထားတယ်ဟုတ်တယ်သင်ရိုးကရှိတာတယ်ဒါပေမဲ့အဲ့ဒီကောင်ဘာနဲ့ပြန်ထင်းလာလဲဆိုတော့သူကဘေးချင်းကတ်ဒီဂရီနဲ့ပဲရပါဖြစ်ပြီးတော့တဆင့်ကျော်တဲ့ဒီဂရီနဲ့လုပ်လို့မရတာကိုတွေ့ရတဆင့်ကျော်တဲ့ဒီဂရီလောက်မှာဖြစ်လဲဆိုတော့နောက်